ကဲအားလုံးပဲမလားပါကျွန်တော် channel လေးပြောပါလားတို့ပြန်လဲကြိုဆိုလိုက်ပါရယ်ဒီနေ့ဗီဒီယိုလေးကတော့စနေနေ့မှာရောက်ရှိလာတဲ့ဒီ new way event မှာကျွန်တော်အနေနဲ့ plus 1 plus 2ကိုမစောင်းမဲနဲ့တခါတန်းပြီးတော့ diamond 1500နဲ့စဖောက်ကြည့်မယ်ဗျာ diamond 1500နဲ့ဘာရမလဲဆိုတာပါတော့ကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ကြအောင်ပါဗျာကျွန်တော်တို့နေမဖောက်ခင်ဒီ new way event မှာဘာပါလာမလဲဆိုတော့ဘာလို့ဒီအတိုင်းပဲစကင်9កောင်လုံးပြန်ပြီးတော့ပါလာတယ်စကင်တစ်ကောင်ရောက်ဆိုရင်ဘာလို့အနေနဲ့အချင်းကွိုင်း1000နဲ့လဲရမယ်ပေါ့နော်နောက်တစ်ခုကတော့ record ရေပေါ့နော် record ကတော့ဘာလို့မြင်တဲ့အတိုင်းပဲအတေ record လဲပါတယ်အရင်တော့ရှိပြီးသား record လဲပြန်ပြီးတော့ထည့်ပေးထားတယ်စကင်မလိုက်နေပါအနေနဲ့ကတော့ plus 1 plus 2ဆောင်ပြီးတော့ဒီ record 300တော့လဲနိုင်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ကျန်တဲ့ရုပ်ပုံတွေရွေးတွေကတော့အများကြီးပါတည်ရပေါ့နော်နောက်တစ်ခုကဘာလို့နေနေရတော့ဒီမှာဆိုရင်1တော့ကို diamond 50ကုန်ကြမယ်တန်တော့ကို diamond 900ထိကုန်ကြမှာဖြစ်ပါရဲ့ဗျတခုကောင်းတာတော့ဘာလို့နေနေ daily 1တော့ကို diamond 25လုံးပဲကုန်ကြမှာဖြစ်ပါရဲ့ဗျ diamond တက်နဲ့လိုချင်တဲ့ဘာအနေနဲ့ကတော့အခုကတည်းကအခုလီဘက်စာ3ဘက်စာ4ဘက်စာလောက်ထည့်ပြီးတော့နေ့စဉ်1တော့ကိုလက်ကိုအကြံပေးချင်ပါရဲ့ဗျပစွမ်းလာရင်လည်းအတိုင်းပဲအခုလီဘက်4ဘက်စာလောက်ထည့်ပြီးတော့ plus 2T ဘာလို့နေ1တော့လှည့်သွားအဲ့လိုဆိုရင်တော့ဘာလို့နေတဲ့ second တကောင်ကို diamond ငင်းနဲ့ရရှိမှာဖြစ်ပါရဲ့ဗျကဲအဲ့ဆိုရင် diamond တက်နိုင်နေဘာအနေနဲ့ကတော့ event ရောက်အချိန်မှာသူပေးထားတဲ့ diamond ဖြည့် recheck တွေပါရဲ့ဗျစုစုပေါင်းအားလုံးဘာလို့ diamond 2500တိဖြစ်နေမယ်ဆိုရင်တုံး20တိရမှာဖြစ်ပါရဲ့ဗျကျွန်တော်ကတော့ဒီမှာဆိုရင်1500ပဲဖြစ်တာဆိုတော့ကျွန်တော်အနေနဲ့တုံးရင်10ကက်ပဲရတယ်စမ်းပြီးတော့ဖောက်တာဆိုတော့ကျွန်တော်အနေနဲ့လည်း diamond 2500ရောမဖြစ်ချင်ဘူးပေါ့နော်အဲ့ဆိုရင်ကျွန်တော်ခုနကရရဲ့တုံငယ်စကဲရဲ့ diamond 1500နဲ့ကျွန်တော် event ကိုတစ်ချက်လောက်ပြန်ပြီးတော့သွားလိုက်ကြရအောင်ဒီမှာဆိုရင်ဒေါ်ရီတုံလေးမလဲခင်ကိုသဘောကျရဲ့ skin လေးကိုတစ်ချက်လောက်ရှိုးကြည့်မယ်ဗျာဘယ် skin ဖြစ်မလဲဆိုတာတော့ဟုတ်ပါရဲ့ကျွန်တော်သဘောကျရဲ့ skin ကတော့ list skin ပဲဖြစ်ပါရဲ့ link ကိုတိတ်ပြီးတော့ကျွမ်းကျွမ်းကျင်ကျင်မကင်တက်ပြင်မဲ့ဘလို့သဘောကျလို့ကြာမှန်းကိုမသိပါဘူးဗျာအနေနဲ့ရောဒီ skin ရဲ့မှာဘယ် skin ကိုသဘောကျလဲဆိုတာကျွန်တော်ရဲ့ comment မှာမှန်းခဲ့လို့ရပါတယ်ဗျာစကင်ကြီးကတော့အထက် animation လေးလား model ပုံစံတွေရလဲလာရပေါ့နော်ကဲအဲ့ဆိုရင်ကျွန်တော်တို့တန်တော်လေးကိုပထမဆုံးလှည့်လိုက်ကြအောင်ဗျာဘရိုမြင်နိုင်မယ်ပထမဆုံးတော့မှာ emoji နဲ့ဒီဖက်ကလေးပေါက်ပြရတော့မဆိုးလို့ပြောလို့ရရပေါ့နော်အဲ့ဆိုရင်ကျွန်တော်တန်တော်တစ်ခါလေးကိုအချင်းဝိုင်း100လောက်ကတော့ရမယ်လို့ထင်တယ်ဒီမှာဆိုရင်113တော့ရှိရပေါ့နော်800 event နေလို့ပဲတန်တော်တစ်ခါကို100ကျော်ပဲပေးပါရဲ့ဗျဘလို့စီကနေပြီးတော့အများကြီးရောမျှော်လင့်လို့မရဘူးပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့နောက်ထပ်တန်တော်လေးကို diamond 450နဲ့လှည့်လိုက်ကြအောင်ဗျာဒီတခါလဲထုံလေး၎င်းပါပဲ emote နှစ်ခုပေးပါရပေါ့နော်မွန်တော့နေနေရတော့အချင်းဝိုင်းဘယ်လောက်ရလဲဆိုတာဘယ်လောက်အနေနဲ့တစ်ချက်လောက်ကြည့်လိုက်ကြအောင်ဗျာအချင်းဝိုင်းနေနေရတော့205ဆိုတော့တန်တော်တစ်ခါကိုအချင်းဝိုင်း100တောင်မရချင်ဘူးဗျမွန်တို့နေနေရတန်တော်တစ်ခါကိုအချင်းဝိုင်း100ကျော်လောက်တော့ပေးသေးတယ်လို့ထင်မိရဲ့ဗျကဲအဲ့ဆိုရင်ကျွန်တော်စီမှာ diamond 1000ကျော်ကျန်သေးရဆိုတော့ကျွန်တော်အနေနဲ့နောက်ထပ်တန်တော်လေးကို diamond 450နဲ့ထပ်ပြီးတော့ဆန့်လိုက်မယ်နော်ခဏလေးနော်ပါတော့ဒီမှာဆိုရင်ကျွန်တော်အနေနဲ့ဒေါ်ရီတွေ20ပြည့်သွားလို့1 dollar free တစ်ခါရရပေါ့ဗျာအဲ့လိုဆိုတော့ကျွန်တော်တို့1 dollar လေးကိုပထမဆုံးတစ်ခါလှည့်ပေးလိုက်မယ်နော်1 dollar ကလည်းထူးဘာမှတော့မပေါက်ဘူးပေါ့နော်ကဲအဲ့ဆိုရင်ကျွန်တော်တို့တန်တော်ကိုစပြီးတော့လှည့်မယ်ဗျာဘာလို့မင်းတဲ့အတိုင်းပဲ emote တောင်မပေးချင်တော့ဘူးပေါ့နော်ကဲအဲ့ဆိုရင်ကျွန်တော်စီမှာ diamond 6ကျော်ကျွန်တော်ရဲ့ဒီမှာလည်းတန်တော့ကို450ဆိုတော့နောက်ထပ်တစ်ခေါက်တော့လှည့်လို့ရတယ်အားကြောင့်မို့ကျွန်တော်တန်တော့တစ်ခါထပ်ပြီးတော့လှည့်လိုက်မယ်ဘာလို့မင်းတဲ့အတိုင်းပဲမို့တို့နေနေရတော့ emote တောင်မပေးတော့ပါဘူးနော်အဲ့ဆိုရင်ကျွန်တော်စီမှာ diamond တက်က200ကျော်ရဲ့ကျွန်တော်တန်တော့လေးလို့မရတော့ဘူး1တော့တစ်ချိန်နှစ်ချိန်လှည့်လို့ရအောင်ပဲပေါ့နော်အားကြောင့်မို့ကျွန်တော်နေရာ1တော့လဲဟိုရတယ်စိတ်ဝင်စားဘူးဆိုတော့နော်ကျွန်တော် plus 1မယ်ဆောင်းလိုက်ပါတော့မယ်ဗျပတ်စွမ်းပတ်စတူလာမယ့်ရက်ကလည်းဘာလို့ဒီမယ်လို့ထင်တယ်ပတ်စွမ်းကတော့19ရက်နေ့မှာလာမယ်ပတ်စတူလေးကတော့26ရက်နေ့မှာလာမယ်ပေါ့နော်ဘာလို့ဒီနေ့ဟာတိုင်းမိုးအများကြီးမတက်နိုင်ဘူးဆိုရင်တော့ကျွန်တော်ရှေ့မှာပြောတဲ့အတိုင်းပဲဘာလို့ဟာဝီလီဘက်ကလေးထည့်ပြီးတော့လက်ကိုကြံပေးခြင်းပါတယ်နော်ကဲဘာလို့ရဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းဒီမှာတင်ဆော်သလိုက်ချင်ပါတယ်ဗျဘာလို့ဒီနေ့ဟာကျွန်တော်ရဲ့ဒီဗီဒီယိုကိုကြိုက်နေတဲ့ရင် like subscribe လေးကိုပြုလုပ်ခဲ့ဖို့မမေ့ပါနဲ့နော်ဘာလို့ဒီနေ့ဟာကျွန်တော်ကို supporting ပေးချင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစင်ပြမဲ့ပူပြန်လေးခံပြီးတော့ကြည့်ပြီးတော့တောင်းဆိုချင်ပါတယ်ကဲအဲ့ဆိုရင်ကျွန်တော်ရဲ့နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့မယ်ဗျာအားလုံးပဲဘိုင်ဘိုင်ပါဗျာကျမကြီး view ဆိုင်ကြပါနော်